Solve the equation. Element. Modulus of 5x minus 7 equal to 14 plus 1. 40 plus 1 mama 5 next time. That's a 3. Modulus of 5x minus 7 equal to 3. Modulusပြုတ်ခြင်းနဲ့ကွာစလုံးကိုစကွဲတင်လိုက်မယ် 5x minus 7 square equal to 3 square. So 25x square minus 78 plus 49 minus 9 equal to 0. So 25x square minus 78 plus 40 equal to 0. That's all. 5 နဲ့စားလို့ရပါတယ်နော် 5x square minus 14x plus 8 equal to 0. That's all. 5x here, x here. 4 နဲ့4 4နဲ့4 4နဲ့4 4နဲ့2နဲ့10နဲ့4နဲ့အနောက် 5x minus 4 တခု x minus 2 တခု equal to 0. So x equal to 4 by 5 or x equal to 2. ကြတော့နံပါတ် B ကကြတော့ diagram ကဒီ graph ကိုပြထားတယ်သူကဒီ graph ကိုသုံးပြီးတော့ f4x က f4x တန်ဖိုးက less than or equal minus 1 ကိုပြောပါတဲ့အဲ့တော့ f4x က less than equal minus 1 f4x ဆို y တန်ဖိုးပေါ့နော် y တန်ဖိုးက less than equal minus 1 ဆိုတော့ဒီ line ပေါ့ y equal to minus 1 line အဲ့တော့ y equal to minus 1 line မှာအဲ့တော့သူ့အောင်ငယ်တဲ့ဟာတွေ minus 1 အောင်ငယ်တာဆိုတော့ဒီပိုင်းပေါ့ minus 1 အောင်ငယ်တာကဘယ်နဲ့ဘယ်ကြားလဲဆိုရင်ဒီဖြတ်တဲ့နေရာဒီနေရာလေးကိုကြည့်မယ်ဆိုရင်ဒီနေရာလေးကနေအပေါ်ကိုပြန်ကြည့်ရင်ဘယ်လောက်ရှိလဲဆိုတော့ minus 1.12345 minus 1.5 out ငယ်တဲ့အပိုင်းပေါ့ဒီအပိုင်းမှာဆိုရင်သူအနှုတ်တစ်အောင်ငယ်တယ်အဲ့တော့ h less than minus 1.5 အဲ့တော့ equal ဆိုတော့ less than equal ပေါ့နော် h less than minus 1.5 ရယ်နောက်ပြီးတော့ဒီနဲ့ဒီကြားမှာလည်းဒါ minus 1 အောင်နေတယ်ဒီကကြတော့ဘယ်နေရာလဲဆိုတော့ minus 0.1 နောက်တစ်ခုက minus 1 အောင်ငယ်တဲ့အပိုင်းကဒီပိုင်းနဲ့ဒီကြားနဲ့ဒီကြားတယ်နော်အဲ့တော့ဒီနေရာကကြတော့ဒီလောက်ဖြစ်မယ်ထင်တယ်အဲ့တော့ 0.1 0.2 0.3 0.055 6 7 8 8.5 လောက်ဖြစ်မယ်ထင်တယ်အဲ့တော့ 0.0.85 နဲ့ဒီနေရာကဘယ်လောက်ဖြစ်မလဲဆိုတော့ဒီနေရာလောက်ဖြစ်မယ်ဒီနေရာဖြစ်မယ်အဲ့တော့minus 0.1 2 3 4အဲ့တော့ minus 0.4 ကြာအဲ့ကြားမှာဆိုရင်တော့သူကဒီမှာ minus 1 အောင်ငယ်တယ်